ဆိုဗျာမွေးတာခွန်းစောကြီးဗါတယ်လေမြတ်စွာဘုရားမွေးလဲမွေးမွေးရင်ထူးခြားချက်ပြောမယ်ခွန်းစောမွေးမွေးရင်မြတ်စွာဘုရားရှင်မွေးမွေးရင်ဖရာလောင်းသည်ဗုဒ္ဓရှင်တော်မြတ်ဘုရားသည်မွေးတဲ့ဘဝမှာသုံးဘဝမွေးမွေးခြင်းစကားပြောတယ်ဗါတယ်လေခွန်းစောဗါတယ်နော်ဘယ်နဲ့ဘဝတယ်လဲမောစရဝတ္တန္တရာသိဋ္ဌတ Oh mother, this is some medicines. ဒါဆေးလေလို့အမေကသူတို့အနောက်တိုင်းသားတွေလည်းမှတ်တမ်းတင်ပါတယ်ဘုရားရှင်တော်မြတ်ဘုရားသည်ခေါင်းပါတယ်လေ The three existence in which the Bodhisattva spoke at birth မွေးမွေးရင်ဘုရားရှင်ကစကားပြောတဲ့ဘဝ၄သိန်းချီကဘာသိန်းမှာ၃ဘဝရှိတယ်တဘဝကမောတထသားရလက်ထက်ကပါလေ This is medicine. Oh mother, this is medicine. ဆေးလေးပါဆိုတော့မောတထမဟာဩတထဒုတိယဘဝကျတော့မေတော်ရေးတဲ့ Oh mother, what do you have in your garden? ခင်ဗျားရဲ့ခုန golden place မှာတခုရှိတာဘာလို့ချင်လို့လဲတဲ့ So I want to give သူပေးခြင်းနဲ့လှူခြင်းနဲ့ဆိုဝတ္တန္တရာဘဝမှာပေးခြင်းလို့လှူခြင်းလို့ that I can give in charity ဒါနပြုခြင်းလို့ကျွန်တော်လေအမေတို့နန်းတော်ထဲမှာလေဘာလှူစရာရှိလဲလို့စမွေးမွေးခြင်းစကားတစ်ခါပြောတယ်ခုနောက်ဆုံးဘဝအေကောဟမသမိတစ်ထောဟမဇစ်ထောဟမသမိတစ်ထောဟမသမိအဲ့ဒါဆိုထူးကြတယ်စပြီးတော့ဘောဓိချမ်းမြတ်ပွန့်လက်တာနဲ့ဖျားလောင်းမဖြစ်ခင်ဖျားမပွင့်ခင်ဒီကနေ့ just on မွေးဖွားကစားလေးရှိသေးတယ်ခေါင်းဆောင်တို့လေ eminent မွေးပြီးချင်းလေးမွေးဆဲလေးအဲ့ဒါဆို just born ကမွေးပြီးခုမှမွေးတာအဲ့တော့နောက်မှနတ်တွေမြမာတွေကြည့်နေတယ်ထီမိုးပြီးတော့ဟာမြမာကြီးဦးမြင့်လည်းမြမာကြီးဖြစ်သွားပြီမြင့်လည်းဗါတယ်လေဟာကိုမြင့်လည်းမြမာကြီးရဲ့ရဟန်းနေခံတရားတွေနာတော့မြမာကြီးဖြစ်သွားပြီခါကျတို့ဗုဒ္ဓဒီကလေးလေးကဘယ်နဲ့မွေးမွေးချင်းစကားသုံးပြောပါလားအေကောမသမီလောကတဇတောနေလောကတတက်တောနေလောကတစကားသုံးပြောတယ်နောက်ကောဗါတယ်လေလောကကြီးမှာငါအမြတ်ဆုံးလောကကြီးမှာငါကြီးဆုံးလောကကြီးမှာငါအပူဇော်ခံထိုက်ဆုံးလို့အဲ့ကဇိထသစ္ထသုံးဒီချက်မှတ်မယ်အေကောမသမီလောကတဇေတောမသမီလောကတသေတောမသမီလောကတစကားသုံးအောင်ဒီမှာကောနော်ဘယ်နဲ့ခေါ်နေလဲ I am the most superior among the living beings of the three worlds အဲ့ဒီကာမရူပအရူပလောက၃ပါးထဲမှာ I am the most superior ကြီးဆုံးပဲ superman ပဲမြတ်ဆုံးပဲဒုတိယ greatest man ကြီးဆုံးကောင်းတာတတိယ so the most exalted among the beings လောကတ္တဝါတွေရှိတဲ့တတ္တဝါတွေထဲမှာချီးမွမ်းထိုက်ဆုံးပဲလုံးဝဆိုဆိုတာနောက်ဘာဆက်ပြောလဲကောင်းတာအယမဏိမဇတိဒါဒီဘဝကအယံဇာတိဤမွေးဖွားခြင်းဒီအန္တိမှာနောက်ဆုံးဇာတိပဲ this is my last birth နိုင်ငံသားတွေအတွက်ရည်ရွယ်ပါတယ်ဒီတရားခွေကိုနိုင်ငံသားကိုတင်လို့အယမဏိမဇာတိအယံဇာတိဤမွေးဖွားခြင်းဒီအန္တိမှာနောက်ဆုံးဇာတိပဲဒါပါဠိမြန်မာ this is my last birth ဒါနောက်ဆုံးဘဝပဲနောက်တစ်ခါပါတယ်ကိုစောနတ္တိဒါနိပုဏ္ဏဘောဒါနိယခုခါ၌ပုဏ္ဏဘောဘဝသစ်တစ်ဖန်သွားရခြင်းသည်နတ္တိမရှိတော့မွေးရင်ပြောတာနော်ဆိုအဲ့ဒီဖရာရဲ့တပည့်တွေအဲ့ဒီဖရာရဲ့ကိုစားတัจฉမာရစိတ်ခြေသုံးဖရာမွေးရင်ပြောတဲ့စကားကိုကြည့်လိုက်အမျက်ဆုံးအကြီးဆုံးဘိုးစောခန့်တဲ့ဆုံးနောက်ကော I'm the greatest I'm the most superior I'm most exalted ဘယ်သူမှမပြောရဘူး Jesus no မပြောဘူး Muhammad no တို့ဗုဒ္ဓရှင်တော်ဘုရားတဆူပဲမွေးမွေးရင်အဲ့လိုရဲရင်တဲ့ the fearless water ပြောရတာဆိုရတာလက်ညှိုးလေးထောင်ညာဘက်လက်ညှိုးလေးထောင်ပြီး I'm အေကောမသမီ I'm the most superior among the beings I'm the greatest one တယောက်တည်း I'm the most exalted one လက်ညှိုးလေးထောင်ပြီးတော့ဗါတယ်လေဘယ်မှမပြောရဘူး Muhammad no Jesus no အယမဏိမဇာတိဒါနောက်ဆုံးဘဝပဲနတ္တိဒဏိပုဏ္ဏဘောဒါနိယခုခါနဲ့ဒါနိဒဏိယခုခါနဲ့ပုဏ္ဏဘဝသစ်တစ်ဖန်သွားရခြင်းနတ္တိမရှိတော့ဘူးကွာ there's no more rebirth for me there's no more
ဘူးမှပြောရဲဘူးခေါ်ဘကလူကြီးမဲဒုတိယဘဝရှိအောင်မလားရှိအောင်မပြောရဲဘူးငါဒီဘဝနောက်ဆုံးလို့ပြောရဲလားပြောရဲလက်ညှိုးထောင်တယ်လက်ညှိုးထောင်တန်းနဲ့ပြစ်မှာဗျပြောရဲလားမင်းတို့တွေက there's no more rebirth for me ဒါဒီဘဝဒီနောက်ဆုံးမဲနောက်တဲ့မမွေးတော့ဘူးလို့ဘယ်သူမှငါလည်းမပြောရဲဘူးသူမှပြောရဲဘူးဘယ်သူပဲရှိတယ်သိထက်တမင်းသားဖျားပြသေးဖျားမဟုတ်ဖျားပြသေးဘူးတစ်ချက်ဒုတိယတစ်ချက်ထူးခြားချက်လေးအဲ့ပြီးသွားပြီနောက်ကောင်းစားပြီးသွားပြီနောက်ထူးခြားချက်လေးအဲ့ဒီကလေးလေးအဲ့လိုမွေးလိုက်ပြောလိုက်တဲ့ခါကျတော့ဒေဝီလယတိကြီးကတာဝရိန္ဒနတ်ပြည်မှာဆွန့်တက်ခံနေတာအဲ့ဒီမှာနတ်သမီးတွေဖြောင်းဆန့်ကျင်းနေတာအဲ့ဒါလည်းကောင်းစားနတ်သမီးတွေဘာလုပ်နေလဲနတ်သမီးတွေဖျားပွဲလှဲ့တယ်ဖျားပွဲလှဲ့နေတာကောင်းစားကြီးနတ်သမီးတွေပျော်ခြင်းနဲ့ပျော်နေတာဟာဒီကောင်မတွေဘာဖြစ်နေလဲပေါ့ဒေဝိလယတိကြီးကဟဲ့လာစမ်းဟဲ့တင်းစီတို့ဟောင်းဒီကောင်ဘာဖြစ်နေလို့ဟာအရှင်ဘုရားမသိဘူးလားလူပြည်မှာလေမေတော်မယာကဘာမြင်မြတ်သောဆက်ချောင်းနဲ့ရွယ်ပြုံတို့အားဆိုတန်နေယူက10လကြာတော်မာတက္ကရာ68ကျောင်းကိုတော့ဟုတ်ပြီနော်ကဆုံလပြည့်ပူမင်းနေဝါလုံမဏီ၌မေလဲဆိုဖွာတော်မူသည်လေနတ်လူငိမ့်ဖို့ကိမ့်ပါအဲ့တော့အဲ့ဒီမှာဟိုမှာလုံမဏီသားမောအင်ဂျင်တော်မှာလေမေတော်မာယာဆိုတာနင်းမောဘလူဦးမြင့်လိုင်းဒေါ်တင်ရဦးမြင့်ဒေါ်တင်ဆိုတာဒေါ်တင်စီကခလေးလေးမွေးလို့တော့အသက်ဒီ60ကျော်ပါ90ပြည့်90ပြည့်ပြီလား90နဲ့ဘယ်လောက်ဟမ်ဟာအရှင်မြတ်ခရမ်းကလေဦးမြင့်လိုင်းကြီးရဲ့ဒကမဒေါ်တင်စီကခလေးမွေးလို့ဆိုတော့ဒီနဲ့မကြောက်ဘူးပါလေဟာငါရန်တကမှာပဲ तू ကလည်းမေတော်မဘယ်ရမေတော်မဆိုကပိလူရွှေနှန်းတော်ကသောရောနာမင်းကြီးရဲ့မိဖုရားဟာတာငါဆွမ်းခံကြွတယ်ငါနဲ့အပြန်ပြေးတာဗောဒေဝီလာကဟုတ်တယ်လေ तू မသိဘူးအဲ့ဒီဒေဝီလာရတဲ့ကြီးကတက်ချက်တစ်ခါနဲ့ပြန်ဆင်းမလားအချင်းများဆွမ်းခံကြွပါအောင်ဘုရားမကြွတော့ပြီတမ္မာတန်ဗုဒ္ဓဒီလိုနင်တို့ပျော်ဖို့ထောက်ရင်အဲ့ဒီမွေးတဲ့ကလေးထိုးကြတယ်ငါချက်ချင်းပြန်ကြည့်မယ်ချက်ချင်းနှစ်ပြဆင်းလာနော်ဟုတ်ရင်နော်ဖုရားတဆူလာကြည့်မယ်နှစ်ပြဆင်းလာအဲ့ဒီမှာသောရဏမင်းကြီးကမှန်လားပါဗျာတပည့်တော်ရဲ့သားလေးကထူးကြတယ်ပြောတယ်ခင်ဗျာကြည်ပြဆိုပြီးတော့မှသူဒေဝိလယသိကြီးကိုဒေဝိလယသိဆိုတာလေဒေဝိလယသိဆိုတာလေဒီနေ့မြန်မာလူမျိုးတွေသဲလှုပ်ကိုးကွယ်နေတဲ့38မိနစ်ထားတော့ဘိုးအောင်တို့ဘိုးမင်းကောင်တို့အောင်မင်းကောင်တို့ ਨੇ မရှင်လိုက်ပါနဲ့အဲ့ဒီအောင်မင်းကောင်တို့ဘိုးအောင်တို့ဘိုးမင်းကောင်တို့ဆိုတဲ့ပုဂ္ဂိုလ်တွေကလွန်ကျွံသိရင်9ဘဝဟိုပုဂ္ဂိုလ်ကရှေးကဘာ40နောက်ကဘာ40ဘယ်လောက်သိလဲ80 cover 80ဝေါဟုတ်ပြီနော်ဘယ်လောက်သိလဲကောစောသူဘယ်လောက်သိလဲကဘာပေါင်း he knows about 80sဟုတ်ပြီနော်ကဘာ80ရှေးကဘာသူ့ရဲ့ဘဝပြန်လိုက်ရင်ဟုတ်မရှိရောက်ကပြီးခဲ့တဲ့ဘဝကဘာ40ကပ်ပါဒီဘက်ကကဘာ80အတွင်းမှာဖြစ်ပြမဲ့အရာတွေသိတဲ့ပုဂ္ဂိုလ်အဲ့ဒါဘုံမင်းကောင်တို့အောင်မင်းကောင်တို့ ਨੇ ဘယ်သူကตาလဲဒေဝိလယတိယသားတာဗောဘာဘယ်သူကตาလဲဒေဝိလယတိယသားတော့အဲ့ဒီဒေဝိလယတိသားတော်လေးကြော့လဲခိုင်းလိုက်ကောတို့သိတဲ့မင်းသားဖျားဖြစ်သေးဘူးနော်တိငငယ်လေး a little buddha to be buddha တိငငယ်ဘာလို့လဲခေါင်းမပြည့်တက်လိုက်တာအဲ့ဒီသမ္မာသမ္ဗုဒ္ဓလောင်းလျာလေးကဒေဝီလယသိလို့ရှေ့ကဘာ40နောက်ကဘာ40သိနိုင်တဲ့ယသိကြီးရဲ့ခေါင်းပေါ်တက်လိုက်တာဆန်းချင်းမှာအဲ့ဒါမှအဲ့လိုမျိုးအဲ့ထူးခြားချက်ပြောတာအဲ့ဒီဖယားရှင်တပိသာဝကတွေဖြစ်နေပြီးတော့မှကိုကြီးကြော့ရေးလို့ဘလောက်ဝင်နေစကောင်း